မိမောကိုတွန်းလိုက်တာကွာမိရတာ9နှစ်တောင်ရှိတယ် မတွေ့ရတာ9နှစ်လောက်မိမနဲ့ကိုယ်ရနေ ခွဲပါဦးဗျာ မကွက်ပါပဲ ကျွန်တော်ရဲ့မိမကိုငထန်ရဲ့လက်ထဲမှာ အဲ့ငရန်တို့ရက်တယ်နော်မပြောတဲ့ဟိုငွေတို့ပေးတဲ့ကောင်မလား ဟုတ်တယ် ဟာကျုပ်ကကွာမုတ်ဆိုးမှတပ်နေအလဲရကိုခဲလာသေးတယ်ကဲလိုက်ရောရောက် ဟုတ်တယ်ဗျာ ငါပတ်စံလေးတောင်းကြီးတော့ဟောဗလဲအတူနိုင်ပေးခဲ့ရမယ်တဲ့အဲ့ဒါတော့ငွေမောက်နဲလို့တဲ့ငွေမောက်လေးနဲ့နည်းနည်းများလို့ရင်မိမအပေါင်ပေးရတာတဲ့ ဟုတ်တယ်ဗျာခုကျွန်တော်ငွေပေါင်များသွားလို့ကျွန်တော်မိမသူ့စီပေးတာ ဟာရအဲ့ကြာလို့မရဘူးတွားရွေးဘယ်လောက်နဲ့ ကျွန်တော်ချီးရတော့2000အစချီး 2000ချီတာအခုတိုးနေဆိုဘယ်လောက်လဲ 220ဖြစ် တိတ်နေရနေတော့ပြည့်နေပြီဟုတ်ပြီမိမအယိုးဟောကြီးရောကြံမမလားကွာ ဒါပေမဲ့သူကတခုတော့ပြောတယ်မိမောငါလက်ဖြားနဲ့မထိဘူး ဟောလက်ပြားနဲ့မကြည့်ဘူးစိတ်ချတာပေါ့ စိတ်ချပါဒါပေမဲ့ကျွန်တော်လက်ရှိအိမ်ကိုရောင်းပြီးတော့ကျွန်တော်သွားရွှေးမယ် အချိန်ဆွဲလို့မပေါ့အခုချက်ချင်းတွားရွေးငါလိုက်ပြောပေးမယ်အဲ့ကောင် တကယ်လည်း တွေ့တယ်ငါတောင်းအောင် အောက်လို့မရဘူးအောက်လို့မရ မ ဘူး င်းလက်ထဲရောက်ပြီဆိုရင်ငါအောင် မပေါဟုတ်တော့ မဟုတ်ဘူးလေအဲ့ဘာလဲငထန်ဟုတ် အော်ဟုတ်ပါ အေးကြည့်လို့မြတောင်းမကြိုးတာမင်း4000တောက်ခွက်နဲ့မျက်နှာ ကျွန်တော်လည်းလုပ်ပါ သွားမယ်လား တော်တော်ရှက်ရသွားတာ အေးကြည့်မင်းရှိရတော့ ကျွန်တော်ရှက်သွား မင်းအေးဟုတ်မယ် ပြည့်ပြီမရဘူးဦးမေအမဆိုင်ဦးလေဗျာဦးမေဖာရမှာတော့ပတ်စံလုံးတော့အဲ့လေတာမဟုတ်ဘူးနော်မရမရပတ်စံလာမစနိုင်ရင်ဦးမေရဲ့မိန်းမကိုမနေ့ကကျုပ်စီကိုလာဖို့ဒါပဲ 你别笑， ဒါပဲ 最后赚钱的原因吗？ ဒီမှာကုန်ကြတဲ့ ဆောင်းကြအောင်မောင် အောင်မောင် အေး မြန်ဆန်ဆန်ပြောဟာလက်ပါလာလေကျိုးပြောတာ ကျွန်တော်ကုန်ငထန်ကိုပေးရမယ်ပတ်စံ300နဲ့မှ20 ဟုတ်တယ် ဘန်မှာလွှဲပြီးသွားချုပ်မင်းမောင်ကျုပ်ကိုတုတ်တီပြန်ပေး ငါကောင်ထဲပြီးသွားပြီလား ထည့်ပြီးသွားပြီ ပေးဆို ရတယ် ပေး ပြေး ခဏတကားနေအများကြီးမပြောနဲ့ တပတ်ခါနော်တပတ်ခါမဆနိုင်ရင်မိန်းမလာဖို့လေဟုတ်ပြီနော် ငါပြောပါတယ်ကိုကိစ္စကိုပြောပါခဏပေးမှာပေါ့ပြောမင်းကိစ္စပြောမင်းမနေနဲ့ငါခေါ်လိုက်လာလား လွှဲပြီးသွားပြီလား လွှဲပြီးသွားပြီ ဒါပြီခေါ်သွားလိုက်တော့ ခေါ်သွားလိုက် ငါကမောင်ဒီယောက်ျားလိုက်သွားလိုက်တော့သွား အေးလာ နေအောင်ခဏလေးနေကောင် ချုပ်မင်းမလေးမလေးပါပါ တော့ခလေးခေါ်တော့လာနေခေါ်လာ မဟုတ်လေခလေး ခေါ်သွားဟမ် ဘယ်ခလေးတော့ကျွန်တော်ဟိုပါလေပေးလိုက်တာဒီမင်းမတယ်တော့ပေးလိုက်တာပါ ဟာဟေ့ရောက်မင်းငါစီမှာအပေါင်းနဲ့လာအပ်ထားတာဘယ်နှစ်ရှိသွားပြီတော့ 9နှစ် အေး9နှစ်လေ9နှစ်ဆိုမှတော့ဒီသားလေးတော့မှ9နှစ်ရှိပြီလေကွာ ဟုတ်တယ်ကျွန်တော်သားမဟုတ်တာဗျ မင်းသားမဟုတ်ဘူးလေငါသားလေ ကောင်းကရရဲ့သား အေးလေ ကောင်းကရမပြောတော့ကျောင်းမင်းမကိုလက်ပြားနဲ့တော့မတီးဘူးဆို အေးလေလက်ပြနဲ့မထီဘူးလေကျန်တဲ့အထီကတော့ငါလည်းမထီဘူးတောင်းအောင်မြူနိုင်ဘူးလေ ဘယ်တက်နိုင်မလဲဗျာကျောက်သားဆိုတော့လည်း အေး ပေါ်ပါမ တော့ လာလာ ဖေးဖေးတော့ဟဲ့ရောက်ဖေးဖေးတော့ခေါ်သွား ကျမတို့ဘယ်လိုပဲသွားဗျာကိမိကောထောင်ပြီးသွားဗျာခမရဘူးပါဘူး အေးရောက်မင်းမပုံပါကြီးနေမလို့ပြောနေတာ အာချီတာကောက်တိုင်းတော့